camera တွေမှာ 8K ထိလဲရခြင်းနဲ့ကိုနဲ့အဝေးဆုံးအရာတွေကိုလည်းဇွန်းဆွဲပြီးရရှိနေတဲ့သူတွေအတွက်တွဲအိတ်ဇွန်းထိပါတဲ့ Insta360 Luna Ultra လေးကခွန်းတို့လင်း ID Mobile and Electronic မှာရောက်ရှိလို့နေပါပြီရှင်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Insta360 Luna Ultra လေးကိုစမ်းပြီးတော့သူ့ရဲ့အားသာချက်အားနည်းချက်တွေကိုခုနှစ်တူတူကြည့်ကြည့်လိုက်အောင်အခုခွန်းလက်ထဲမှာကင်ထားတဲ့ Osmo Pocket Phone နဲ့ရှင်းကြည့်မယ်ဆိုလို့ရှိရင်ဒီဇိုင်းလေးယောက်တွေသူ့ရဲ့အပြင်ပန်းပုံစံတွေအကုန်လုံးတူတူနေပါပဲဘာမှအရင်ရောထူးခြားမနေဘူးပေါ့နော်သူကကျတော့စိုက်နေတဲ့ပိုကြီးသွားမယ်ဇွန်းရင်ဇွန်းအောင် physical ခလုတ်ပါလာမယ်သူရဲ့ထူးခြားချက်ကတခြား pocket camera တွေနဲ့မတူဘဲနဲ့ lens နှစ်ခုပါလာတာပဲပထမတစ်ခုက 20mm main lens နဲ့ဒုတိယတစ်ခုက 12HD zoom ဆွဲလို့ရတဲ့ 120mm tele lens ဗီဒီယိုပိုင်းမှာဆိုရင်လည်း 8K 30fps ထိရမှာဖြစ်ပြီးတော့ 8K မှာဆိုရင် 3HD ပဲ zoom ဆွဲလို့ရမှာပါ 4K နဲ့ရိုက်မယ်ဆိုရင် fps 120ထိရမှာဖြစ်ပြီးတော့ 12HD zoom ဆွဲရိုက်လို့ရမှာဖြစ်ပါတယ် 1080p နဲ့ရိုက်မယ်ဆိုရင် 240fps ထိထားပြီးရိုက်လို့ရအောင်ပါနော်ပြီးတော့ 8K မှာဆိုရင် aperture 1.8 ထိဖွင့်ပြီးရိုက်လို့ရမှာဆိုတော့အလင်းနဲ့နေမှာရိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေပါတယ်ဒီ Insta360 Luna Ultra မှာသဘောကျဆုံးနဲ့ useful ဖြစ်ဆုံးချက်ကတော့သူ့ရဲ့ remote control စနစ်ပဲသူ့ရဲ့ control button ကဖြုတ်လို့ရပြီးတော့အဝေးကနေရိုက်ကူးလို့ရဆိုတော့ vlogger တွေ solo content creator သမားတွေတော်တော်လေးကိုအဆင်ပြေတယ်ကိုစိတ်ကြိုက် shortcut ကို custom ထားလို့ရခလုတ်လေးတွေလည်းပါသေးတယ်ဒါတွေမကသေးပဲနဲ့သူ့ရဲ့ AI power tracking ဘိုင်းမှာဆိုရင်လည်း focus ကအရန်မြန်ပြီးတော့တော်တော်လေးကိုအထာကျပြီးသုံးဝင်တယ်built-in storage အနေနဲ့က 47GB ပါပြီးတော့လိုအပ်တယ်ဆိုလို့ရှိရင် SD ကပ်ပါထပ်ဆိုင်လို့ရသေးတယ်။ကင်မရာမောက်အနေနဲ့ကတော့ခုံးတို့ပုံမှန်ရိုက်နေကြဗီဒီယိုပြီးတော့ညဘက်တွေအလင်းအားနေတဲ့နေရာတွေမှာပုံမှန်ထပ်ပို့ပြီးတော့ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုဖမ်းယူပေးနိုင်မဲ့ pure video, slow motion, time lapse, pano နဲ့ photo mode တို့ပါဝင်လို့ကိုယ့်ရဲ့ creativity ပေါ်မူတည်ပြီးတော့စိတ်ကြိုက်ဖန်တီးလို့ရအောင်ပါပါနော်။ဒါရင်မကသေးပဲနဲ့ကိုယ်တိုင်စိတ်ကြိုက် color grading လုပ်ရှင်တဲ့သူတွေအတွက် dynamic rate ကောင်းတဲ့ 10 island mode ဆိုတာပါပါသေးရဲ့နော် Leica နဲ့ပေါင်းထားတာဆိုတော့ color ပိုင်းကတော့ပြောရစရာမရှိအောင်တော်တော်လေးလာပါတယ်audio ဘိုင်းမှာဆိုရင်လည်း Insta360 mic pro ပါပြီးသားဆိုတော့ outdoor content vlog ရိုက်မယ့်သူတွေတော်တော်လေးကိုအဆင်ပြေစေတယ်ဒီ Insta360 mic pro ရဲ့ unique ဖြစ်တဲ့အချက်ကတော့ Insta360 app နဲ့ရှိတ်ပြီးတော့သူ့ရဲ့ logo နေရာမှာတခြားကိုယ်စိတ်ကြိုက် logo ပုံတွေကိုပြောင်းထားလို့ရတာပဲဖြစ်ပါတယ်Pocket camera သုံးတဲ့သူတွေမေ့နေတဲ့အရာရှိသေးတယ်။အဲ့ဒါဘာလဲဆိုတော့ gimbal mode တော်တော်များများက auto ပါလာတဲ့ gimbal mode မှာပဲထားရလေးရှိပြီးတော့ပြောင်းလို့ရတယ်ဆိုတာကိုမေ့နေတတ်ကြပါတယ်။စမ်းသုံးကြတဲ့လောက်ကတော့ဒီ Insta360 Luna Ultra လေးကတော်တော်လေးကိုမိုက်ပြီးတော့နေ့စဉ် content တွေဖန်တီးနေတဲ့ solo content creator သမားတွေတော်တော်လေးကိုအဆင်ပြေလို့မြင်မိပါတယ်။မိတ်ဆွေတို့ကဘယ်လိုထင်လဲ။ဘယ်လို pocket camera တွေကိုသဘောကျလဲ။ဒီ Insta360 Luna Ultra လေးကိုဘယ်လိုသဘောရလဲဆိုတာကို comment လေးတွေမှာမှတ်ပေးခဲ့ကြပါအောင်နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။